မြန်မာ viral ပရိသတ်များအားလုံးမင်္ဂလာပါမြန်မာ viral news and knowledge ကနေပြန်လဲကြိုဆိုပါရစေအခုတလော online ပေါ်မှာကျွန်တော်မြင်တွေ့နေရတဲ့ Elon Musk ရဲ့ UFO fighter jet ဆိုတာတကယ်ရှိသလားမရှိဘူးလားအမှန်လားသတင်းအမှားလားဆိုတာကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီသတင်းကိုမရှင်းပြခင်မှာ Elon Musk ရဲ့ UFO တွေပေါ်မှာအတွေ့အမြင်တစ်ခုကိုကျွန်တော်အနေချင်းပြောပြချင်ပါတယ် Elon Musk ကိုယ်တိုင်ကတော့ UFO တွေနဲ့ဂျူသားတွေကဘာကိုလာရောက်လဲပတ်တယ်ဆိုတဲ့ခိုင်မာတဲ့တက်တီအထောက်အထားတွေကိုမတွေ့ဖို့သေးဘူးလို့ထက်ခါတလဲလဲပြောကြားထားပါတယ်ဂျူတို့ထောင်နဲ့ချီကိုကဘာပလန်ထဲမှာထားရှိထားပြီးတော့ဂျူသားတွေရဲ့ရင်တွေတွေ့ရမယ်ဆိုရင်သူသိမှာပဲလို့ဆိုပါတယ်သူကလူတွေမြင်နေရတဲ့ UFO အများစုဟာအစိုးရရဲ့လှိဝက်စစ်ပစရာအစီအစဉ်တွေလှိဝက်လေရင်စမ်းသပ်မှုတွေဖြစ်နိုင်တယ်လို့ယူဆပါတယ်အတူချုပ်ပြောရရင်တော့ Elon Musk ရဲ့ UFO fighter jet ဆိုတာစိတ်ကိုရင်အယိုအစတစ်ခုမြတ်တာဖြစ်ပြီးတော့တကယ်လက်တွေ့မှာတော့မရှိပါဘူးဒါတွေဟာ internet ပေါ်ကသတင်းတုတွေပဲဖြစ်ပါတယ်တချို့ YouTube ဗီဒီယိုတွေမှာ social media post တွေမှာ Elon Musk unveil UFO fighter jet that defy physics လို့ခေါင်းစဉ်တက်ပြီးတော့ AI နဲ့ဖန်တီးထားတဲ့စိတ်ကိုရင်လေရင်ပုံတွေနဲ့အတူသတင်းတွေဖြန့်ဝေနေတာကိုတွေ့နေရပါတယ်ဒါတွေကလုံးဝမမှန်ကန်ပါဘူးကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီသတင်းတွေကိုဘာကြောင့်ဒီလိုသတင်းတွေပေါ်လာတယ်လဲဆိုတာသတင်းတို့ဖြန့်ဝေသူတွေ internet ပေါ်မှာလူတွေစိတ်ဝင်စားအောင် follower များများရအောင်ဒါမှမဟုတ်အခြားရည်ရွယ်ချက်တွေအတွက်မှားယွင်းတဲ့သတင်းချက်လက်တွေကိုတမင်တကာဖန်တီးဖြန့်ဝေသူတွေရှိပါတယ် Elon Musk ကနာမည်ကြီးပုဂ္ဂိုလ်တဦးဖြစ်တာကြောင့်သူ့နာမည်ကိုအသုံးပြုပြီးတော့လူတွေရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့စ조사ကြတာပဲဖြစ်ပါတယ်နောက်အချက်တစ်ခုကတော့ AI ပုံရိပ်ဖန်တီးမှုတွေဖြစ်ပါတယ်ညာရင်တို့နေပညာတွေတိုးတက်လာတာနဲ့အမျှတကယ်လူပုံစံမျိုးအလွယ်တကူဖန်တီးနိုင်တဲ့ပုံရိပ်တွေဟာလူအများပြားအထင်မှားစေပါတယ် SpaceX ကထုတ်လွှင့်ထားတဲ့ Starlink ဂြိုဟ်တုတွေဟာကောင်းကင်ယံမှာတန်းစီပြီးပြန်သားနေတာကိုညဘက်ကောင်းကင်ကြည့်တဲ့အခါမှာမြင်ရလေးရှိပါတယ်ဒီမြင်ကွင်းတွေကိုလူအများစုက UFO လို့ထင်မှတ်မှားပြီးသတင်းပို့တာတွေရှိခဲ့ပါတယ်ဒါမဲ့ဒါတွေဟာသိပ္ပံနေကြလွှတ်တင်ထားတဲ့ဂြိုဟ်တုတွေသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဒါကြောင့်ဒီသတင်းဟာ Elon Musk ကိုယ်တိုင်အတန်တန်ကြီးငါထားပါတယ် UFO fighter jet ဆိုတာတကယ်တော့မရှိပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်